လာတဲ့အကြောင်းနဲ့ညီမောင်ရဲ့ဆောင်အမိဒီကနေ့တော့ရောက်မယ်ထင်ပါသည်အလူအေးတဲ့ယာရီအလူချမ်းတဲ့ယာရီအလူအေးတဲ့ယာရီနေတရမောင်တမျိုးတော့နေလို့လေမဖြစ်နိုင်ပါဘူးအလူအေးတဲ့ယာရီအလူချမ်းတဲ့ယာရီအလူအေးတဲ့ယာရီနေတရမောင်တမျိုးတော့နေလို့လေမဖြစ်နိုင်ပါဘူးငကူထွေးရ